ဆောက်ဦးဆောက်လုပ်ရေးခွင့်ကြီးထဲမှာကရိန်းချိုးကြီးကတဖြည်းဖြည်းနဲ့ပြက်ကျခါနီးဖြစ်နေပြီးအောက်မှာကလည်းကုမ္ပဏီပိုင်ရှင်တထေးမလေးကဘာမှမသိပဲရက်နေတာလေနောက်တစ်စက္ကန့်မှာပဲဝုန်းခန့်နဲ့ဆိုပြီးကရိန်းချိတ်ကြီးအောက်ကိုပြုတ်ကျလာတဲ့အချိန်မျက်စိတမိတ်တွင်းမှာတင်ဖုံတထောင်းထောင်းကြားကနေယောက်ျားပြိုတယောက်ကပြေးဝင်ပြီးတထေးမလေးကိုပွေ့ချီကတက်ပေးကနေကယ်တင်လိုက်တယ်တထေးမလေးခများရင်တထိတ်ထိတ်နဲ့ဖြစ်သွားပြီးစိတ်ထဲကနေတွေးနေမိတာပေါ့ဒီလောက်ဝေးတဲ့အကွာဝေးကိုစက္ကန့်ပိုင်းလေးအတွင်းမှာသူဘယ်လိုလုပ်အပြေးရောက်လာနိုင်တာလဲလို့ဘေးကလူတွေကလည်းဝိုင်းអော်ကြတာပေါ့မင်းတို့မျက်စိတွေကန်းနေကြလားကုမ္ပဏီဥက္ကဋ္ဌလင်မင်းကြီးတထေးမလေးတခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့ပေါ့ဒီလိုနဲ့တထေးမလေးကသူ့ကိုကယ်လိုက်တဲ့ဖုံတော်တဲကလူငယ်ကိုနာမည်မေးလိုက်တယ်သူ့နာမည်ကရဲလင်ထန်းတဲ့တထေးမလေးကသူ့ရဲ့တွက်လက်ဖြက်လက်မှုနဲ့အမြန်တုံးကိုသဘောကျသွားပြီးငါစီမှာတက်တော်ဆောင်လာလို့မလားတစ်နှစ်ကိုလစာ2တန်းပေးမယ်ကားကောင်းကောင်းပေးမယ်စားစရိတ်နေစရိတ်အကုန်ငိမ့်မယ်လို့ကန့်လန့်လိုက်တာပေါ့ရဲလင်ချမ်းကတော့အစားကညင်းမလို့ပါပဲဒါပေမဲ့စိတ်ထဲမှာတခုခုကိုစဉ်းစားမိသွားပြီးသဘောတူတဲ့တထေးမလေးဆိုပြီးလက်ခံလိုက်တယ်တကယ်တော့တထေးမလေးရဲ့အနားမှာနေရင်သူ့ရဲ့နောက်ွယ်ကလှုပ်ဝက်ချက်တွေကိုဖော်ထုတ်နိုင်မလားလို့မျှော်လင့်ချက်နဲ့လက်ခံလိုက်တာလေကုမ္ပဏီကိုရောက်တဲ့အခါမှာတော့တခါပြဿနာတက်ပြန်ရောရဲလင်ချမ်းကနွမ်းပါတဲ့အလုပ်သမားဝစ်စုံနဲ့မှုဝန်ထမ်းတွေကဒီသူတောင်းစားကဘလို့လုပ်ကုမ္ပဏီထဲဝင်လာတာလဲဆိုပြီးကဲရဲကြတာပေါ့လုံခြုံရေးကောင်းဆောင်လူမိုက်ကြီးကလည်းရဲလင်ချမ်းကိုတွန်းထုတ်ပြီးမင်းလိုကောင်ကဒီလိုနေရာမျိုးကိုလာရသလားအခုချက်ချင်းလစ်ဆန်းလို့အော်ပါလေရောဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲရဲလင်ထန်းကအဲ့ဒီလူမိုက်ကြီးရဲ့လက်မောင်းကိုလိန်ချိုးပြီးကျမ်းပြင်ပေါ်ဒူးထောက်သွားအောင်စက္ကန့်ပိုင်းအတွင်းနှိမ်နှင်းလိုက်တဲ့တထေးမလေးကလည်းချက်ချင်းဝင်တာပြီးဝန်ထမ်းအားလုံးကိုကြီးညာလိုက်တယ်ဒီနေ့ကစပြီးသူကငါရဲ့တက်တော်ဆောင်ပဲသူ့စကားဟာငါစကားပဲသူ့ကိုမလေးမစားလုပ်တဲ့သူမှန်သမျှကုမ္ပဏီကနေအခုချက်ချင်းထွက်သွားကြတဲ့ပြီးတော့သူ့အတွင်းရေးမှုမလေးကိုသူ့ကိုအကောင်းဆုံးအခန်းထဲခေါ်သွားပြီးခေါင်းစခြေဆုံးအကောင်းဆုံးဝစ်စုံတွေလဲပေးလိုက်လို့အမိန့်ပေးလိုက်တယ်အဝတ်စားလဲပြီးတဲ့နောက်ဝစ်စုံပြင်းတဲ့ရဲလင်ထန်းကတကယ်ကိုတထေးသားတယောက်လိုခံစားသွားတာပေါ့ဒါပေမဲ့ကုမ္ပဏီကတကယ်တော့ငွေကြေးကျပ်တဲဖြစ်နေပြီးတစ်ဖက်ကရန်သူတွေကလည်းသူတို့ကိုဒုက္ခပေးဖို့ကြံစည်နေကြတာတထေးမလေးရဲ့ရုံးခန်းထဲကိုရောက်တဲ့အခါတခြားတထေးသားလူဆိုးတယောက်ကတထေးမလေးရဲ့မိဘတွေကိုပါခေါ်ပြီးရောက်လာတယ်သူကကုမ္ပဏီကိုငွေ3တန်း300တီထောက်ပံ့ပေးမယ်ဒါပေမဲ့တထေးမလေးကိုသူ့ကိုလက်ထပ်ရမယ်ဆိုပြီးလက်ထပ်စာချုပ်နဲ့ငွေဆက်ကူတွေကိုစပွဲပေါ်တင်လိုက်တယ်တထေးမလေးရဲ့မိဘတွေကလည်းကုမ္ပဏီပျက်စီးမှကြောက်ပြီးတမီးရဲ့လက်မှတ်ထိုးလိုက်ပါသူ့ကိုလက်ထပ်လိုက်ရင်တမီးလည်းတက်တောင့်တက်တာနေရမှာပေါ့ဆိုပြီးဝိုင်းဖြောင်းဖြကြတာပေါ့ဒါပေမဲ့တထေးမလေးကတော့အပြက်ညင်းပြီးမင်းရဲ့ညစ်ပတ်တဲ့ငွေတွေကိုယူပြီးအခုချက်ချင်းငါရုံငန်းထဲကထွက်သွားလို့အော်ထုတ်လိုက်တယ်အဲ့ဒီလူဆိုးကဒေါသထွက်ပြီးတထေးမလေးကိုအတင်းအဓမ္မလုပ်ဖို့ကြိုးစားတဲ့အချိန်မှာပဲတက်တော်ဆောက်ရဲလင်ချမ်းကဝင်ထားပြီးအဲ့ဒီကောင်ရဲ့လက်ကောက်ဝတ်ကိုဖမ်းညှစ်လိုက်တယ်ငါလက်ကျိုးပြီးလွတ်ပါဦးလို့អော်တဲ့အထိညှစ်ပစ်လိုက်ပြီးအခန်းပြင်ဘက်ကိုလွှင့်ပစ်လိုက်တာဗျာလူဆိုးကလည်းအပြင်ကနေလှမ်းអော်ပြီးချင်းချောက်သွားတယ်မင်းတို့လင်မီသားစုပျက်စီးဖို့သာပြင်ထားတော့ဘယ်ဘန်ကမှမင်းတို့ကိုငွေချေးမှမဟုတ်ဘူးတဲ့တထင်းမလေးရဲ့အမေကလည်းငါတို့တော့သွားပြီးမနှက်ဖြန်ကြရင်လမ်းဘေးရောက်တော့မယ်ဆိုပြီးငွေယိုကရဲလင်ချမ်းကိုအပြစ်တင်တာပေါ့ဒါပေမဲ့ဇက်ရှိန်ကဒီမှာတင်တက်လာတာရဲလင်ချမ်းကသတင်းပေါက်နာကိုရှောက်သွားပြီးဖုန်းတစ်လုံးထုတ်ဆက်လိုက်တယ်ပြီးတော့အေးဆေးတည်ငြိမ်တဲ့လေတန်းနဲ့ငါရဲလင်ချမ်းအခုငါလင်းရှိကုမ္ပဏီမှာရှိနေတယ်နောက်3မိနစ်အတွင်းမှာလင်းရှိကုမ္ပဏီရဲ့အကောင့်ထဲကိုငွေတွေအကုန်ဝင်လာစေရမယ်အမေဖြစ်သူကတော့ဟာတာပဲမင်းကကမ္ဘာအချမ်းသာဆုံးလူများမှတ်နေလားဆိုပြီးလှောင်ပြုံးပြုံးနေတော့ပေါ့ဒါပေမဲ့တကယ်ပဲ3မိနစ်အတွင်းမှာငွေတွေဝင်လာမလားဆိုတာကတော့ကုမ္ပဏီကတော့ဒေဝါလီခံရတော့မယ့်အခြေအနေစိုက်နေပြီးအဖေလို့သူကလည်းတမီးဖြစ်သူကိုအော်ဟစ်ငိုယိုပြီးစူပူနေတာပေါ့ဒီလိုအလကားမရတဲ့လူစားမျိုးကိုဘာလို့ငှားထားတာလဲဆိုပြီးပြတင်းပေါက်နာမှာသွေးနဲ့ရက်နေတဲ့တက်တော်ဆောင်ကောင်လေးကိုလက်ညှိုးထိုးပြီးអော်နေတာတမီးဖြစ်သူလင်းရောရွှေကလည်းမျက်ရည်တွေတောက်တောက်ကြပြီးတော်ကြပါတော့ကုမ္ပဏီကဒီအခြေအနေထိရောက်နေပြီပဲဘသူလာမထူးတော့ဘူးဆိုပြီးစိတ်ပြက်လက်ပြက်ဖြစ်နေတဲ့အချိန်နောက်တစ်စက္ကန့်မှာပဲဓာတ်လေကပွင့်လာပြီးဝစ်စုံပြေလူမိုက်တွေအလဲကနေကမ္ဘာအကြီးဆုံးရှင်းဟောအရင်နီးအုပ်စုရဲ့အာရှပစိဖိတ်ဒေသဆိုင်ရာဥက္ကဋ္ဌဆန်ဖုံးဆိုတဲ့လူကြီးတယောက်ဘန်ကစ်တစ်တာကြီးတစ်လုံးကင်ပြီးထွက်လာပါလေရောသူကတထေးမလေးရော့ရွှေကိုရိုးသေးသေးနှုတ်ဆက်ပြီးရှင်းဟောကုမ္ပဏီကနေမင်းတို့အတွက်ဘီလီယံ55ဘီလီယံအရင်နီးထည့်ဝင်ဖို့ဆုံးဖြတ်လိုက်ပြီးတဲ့ဘာပေါင်ပစ္စည်းမှလည်းမလိုဘူးဘာကတိကဝတ်မှလည်းမလိုဘူးတဲ့ဗျာရော့ရွှေတယောက်အံ့ဩလွန်းလို့ပါဆက်တောင်မစီနိုင်တော့ဘူးတကဘာလုံးမှာအချမ်းသာဆုံးရှင်းဟောကုမ္ပဏီကငါတို့ကိုဘီလီယံ50ထည့်တယ်ဟုတ်လားငါတို့လင်မီသားစုကုမ္ပဏီတစ်ခုလုံးကိုရောင်းရင်တောင်အဲ့ဒီပမာဏရဲ့10ပုံတပုံတောင်မရှိဘူးဆိုပြီးမယုံနိုင်ဖြစ်နေတာပေါ့ဒါပေမဲ့ဥက္ကဋ္ဌကြီးကတော့မင်းရဲ့စွမ်းဆောင်ရည်နဲ့ကုမ္ပဏီရဲ့အလားအလာကိုယုံလို့ပဲလက်မှတ်သာထိုး3မိနစ်အတွင်းပတ်စံအကောင့်ထဲရောက်မယ်လို့ပြောလိုက်တယ်ဒီစကားလည်းကြားရောစောစောကအော်ဟစ်စူပူနေတဲ့အဖေကြီးတယောက်သမီးကိုပြေးဖက်ပြီးလက်မှတ်မြန်ထိုးတော့သမီးရေငါတို့လင်မီသားစုတော့ကဲတေးရှင်ပေါ်ပြီးဟဲ့တကယ်တီချာမင်းမလိုက်တာပဲဆိုပြီးဝမ်းတာလုံးစုနေတာပေါ့အမေဖြစ်သူကလည်းဟုတ်ပသမီးရဲ့မြန်ထိုးစောစောကအောက်တန်းစားကချင်းလျှောက်ယူက3တန်းလောက်နဲ့မင်းကိုအဓမ္မလက်ထပ်ဖို့ကြံနေတာ
အခုဥက္ကဋ္ဌကြီးကဘီလီယံ90တောင်လွယ်လွယ်လေးပေးတာပဲဆိုပြီးသမီးကိုအတင်းလက်မှတ်ထိုးခိုင်းတော့တာပေါ့ဥက္ကဋ္ဌကြီးပြန်သွားတော့မှရော့ရွှေကသတင်းပေါက်နာမှာအေးလူလူရက်နေတဲ့သူ့ရဲ့တက်တော်ဆောင်ရှောင်းကြီးကိုတန်တရားမျက်လုံးတွေနဲ့ကြည့်ပြီးစောစောကဖုံးကတကယ်ပဲမင်းဆက်သွယ်ပေးတာလားမင်းကတကယ်တော့ဘာတူလဲဆိုပြီးမေးလိုက်တယ်ဒီတော့မှအဖေနဲ့အမေလည်းမျက်နှာပြောင်ပြောင်နဲ့ရှောင်းကြီးကိုပြေးဖက်ပြီးအိုးရှောင်းကြီးလေးရဲ့အန်ဒီစောစောကပြောတာတွေကမင်းကိုစမ်းတက်တာပါကွယ်မင်းကဒီလောက်ခံရပြီးလူစွမ်းကောင်းပုံစံပေါက်နေတာတာမန်လူမဟုတ်မှန်းအန်ဒီတီးသားပဲတဲ့အဖေကလည်းဟုတ်တယ်မင်းကငါတို့မိသားစုရဲ့ကယ်တင်ရှင်ကြီးပဲဒီညပါစားမလဲပြောအန်ဒီကိုကိုယ်တိုင်ချက်ခိုင်းပြီးငါတို့တစ်ခွက်တစ်ဖလားတောက်ကြတာပေါ့တဲ့ဒါပေမဲ့တက်တော်ဆောင်ကောင်လေးကတော့အေးဆက်ဆက်မျက်နှာပေးနေပဲမလိုပါဘူးကျွန်တော်ကတထေးမလေးစီကနေတစ်နှစ်စာလစာ2တန်းယူထားတာသူ့ကိုကာကွယ်ပေးဖို့နဲ့ပြဿနာတွေရှင်းပေးဖို့ကကျွန်တော်တာဝန်ပဲခမည်းတော်တိတ်ပြီးမျက်နှာလိုမျက်နှာရလာလုံးမနေနဲ့ဆိုပြီးဖြစ်ပြောချလိုက်ပါလေရောတကယ်ကိုအမိုက်စားပဲဗျာတစ်ဖက်မှာလဲအတိုက်ခံရလို့စေးရုံတင်ထားရတဲ့ဘီလိန်ကောင်ချင်းလျှောက်ကြီးတယောက်လက်ပတ်တီးစီးပြီးဒေါသတွေပေါက်ကွဲကစေးရုံခန်းထဲကပစ္စည်းတွေကိုရိုက်ခွဲနေတာပေါ့သူ့လူကပြေးဝင်လာပြီးတခင်လေးလင်မီသားစုအကောင့်ထဲကိုပတ်စံအမြောက်များဝင်သွားတယ်လို့သတင်းရတယ်ဗျတကယ်ပဲရှင်းဟော်ကုမ္ပဏီကလို့ပြောတော့ချင်းလျှောက်ကြီးကနွားမသားရှင်းဟော်ကုမ္ပဏီဆိုတာကောင်းကင်ကငကားလိုလူစားမျိုးက